Q brand ရဲ့ဘောစီမအင်ကြီးလေးလာပါပြီ။ဘာလို့ဘောစီမအင်ကြီးလို့ပြောလဲဆိုတော့ဒီမှာတစ်ချက်ကြည့်မမတို့အသားကဟောလိုမျိုးလီနေပင့်ချစ်အသားဟိုမှာတက်တင်းအပြည့်နဲ့သွားထားတာပါ။ဒါလေးတွေဆိုရင်တော့ပုံမှန်အင်ကြီးတွေတက်ကွဲထွက်ပြီးတော့လှတယ်ပေါ့နော်။ပြီးရင်မဖြူတို့ကထုံးစံတိုင်းတစ်ထည်ကိုတောင်းကျော်တတ်တာအောင်ရောင်းပေးထားတယ်။လက်ကားစီနဲ့ပေးမှဖြစ်ပါတယ်။အဲ့တော့လက်ကားစီရဲ့ထုံးစံတိုင်းကာလာတော့ရွေးလို့မရအောင်။မဖြူဒီရက်ပိုင်းအများကြီးကြုံနေရတာကာလာရွေးမရလို့ကာလာမဖြူတို့ဒီအစကတည်းကဗီဒီယိုထဲမှာကအမတို့ကိုလိန်လည်လှည့်ပြားပြီး message အောင်မခေါ်ထားဘူးကာလာရွေးလို့မရပါဘူးဆိုတော့ဗီဒီယိုပုတ်တိုင်းမှာနားကြမြင်ကတ်အောင်ပါတယ်နော်အဲ့တော့ကာလာရွေးခြင်းတဲ့မမတွေကတစ်ထည်ကို3000ပို့ပေးပြီးဝယ်ပြီးတော့ကာလာရွေးလို့ရတယ်ဒါပေမဲ့နှစ်ထည်ကတော့စယူရတယ်အဲ့တော့ဈေးပြောတော့မယ်နော်ကဲဒါလေးတွေဆိုရင်မတို့အနည်းဆုံးအနေကန်2800 3000ရှိတယ်မဖြူတာကို1000ခွဲတဲ့နဲ့ပေးမှလေနော်အဲ့တော့သူ့ပစ္စည်းနဲ့မဖြူတို့ရောင်းတဲ့ပုံစံအတိုင်းလေးဝယ်နိုင်ရင်တော့အားပေးပါနော်ကဲကာလာလိုင်းလေးပြပါမယ်အခုပြတဲ့ကာလာဒါကကာလာလိုင်းမပြဘဲနဲ့ရောင်းလိုက်တာမဟုတ်ဒီရောင်နေပါမယ်ဒီရောင်နဲ့က2ရောင်ရမယ်ဘာရောင်ရအဆင်ပြေတယ်ဆိုယူအဲ့လိုမဟုတ်ဘူးမမတို့ကမဝယ်ဘူးဆိုရင်လည်းမဝယ်နဲ့အဲ့ဒါမှဝယ်ခြင်းတပတ်ဆိုရင်တော့3000ပို့ပေးပြီးတော့မိကြိုက်တဲ့ကာလာကိုရွေးလို့ရတယ်3000ပို့ပေးရင်တော့18000 1000တက်တာသေးတယ်မမတို့ရေနော်မတို့တို့နာတာဘာမှမရှိပါဘူးနော်ကဲအဲ့တော့ရင် site က44နဲ့44 46ဆိုပြီးတော့ site က4 site လာတယ်ကတ်တင်ပြည့်တယ် BQ brand ဖြစ်ပါတယ်အမြင့်လားအဲ့တော့ရင်40ဆိုဘာဖြစ်ပေါင်